ဒီခေါင်းပေါင်းပေါင်းနီးပေါ့နော်ဒီပုံထဲမှာပါတယ်ခေါင်းပေါင်းပေါင်းနီးလေးပေါင်းဖို့အတွက်ကျွန်တော်က4000ရှိတဲ့ပေါ်ဝါနဲ့ပဲပေါင်းတာပေါ့နော်အဲ့ဒါပေါင်းဖို့အတွက်ကိုပေါ်ဝါစားတစ်ဖက်ကိုပေါ့နော်စုလိုက်မယ်စုပြီးသွားလို့ရှိရင်လိန်လိုက်မှာပေါ့အဲ့လိန်နာကိုဒီကိုမှချိတ်ပြီးတော့မှလိန်လိုက်တာပို့အဆင်ပြေတယ်ပေါ့နော်အဲ့လိုလေးလိန်လိုက်မယ်နော်အဲ့လိုလေးလိန်ပြီးသွားပြီဆိုလို့ရှိရင်တိုတဲ့တစ်ဖက်ကိုအရင်ပတ်မှာနော်တိုတဲ့တစ်ဖက်ကိုဒီအနားလေးတွေကိုတေချာလိပ်ပြီးတော့မှဒီလိုခေါင်းမှာပတ်လိုက်ပါမယ်ပတ်လိုက်ပြီးတော့လို့ရှိရင်နောက်ရှည်တဲ့တစ်ဖက်ကနေအဲ့ဒီအစကိုပေါ့နော်အစကိုဖိပြီးတော့မှထပ်ပေါက်ပတ်မှာပေါ့နော်မဖိထားခဲ့ဘူးဆိုလို့ရှိရင်သူကလွတ်ပြီးတော့ပြန်ပြေသွားမှာမဟုတ်လို့လေအဲ့ဒါလေးကိုအရင်အောက်ကအရင်ပတ်ထားတဲ့တစ်ဖက်ကကိုဖုံးပြီးမှလေဒီလိုပတ်သွားမှာပေါ့နော်ဝင်ဒီတိုင်းတင်းလေးဆွဲမှပတ်သွားပါမယ်သူရဲ့ပုံစံကကျတော့ဒီထိပ်ဘက်ကိုလေးနည်းနည်းလေးအုပ်တဲ့ပုံစံမျိုးလေးဆိုတော့အရှိရောက်လို့ရှိရင်နည်းနည်းလေးအပေါ်ကိုဖြန့်ပြီးမှအုပ်လိုက်မယ်နော်အုပ်ပြီးသွားရင်ပိုတဲ့အစကိုအဲ့ဒီအရင်လိတ်ထားတဲ့ရဲ့ပဝါစကြားတဲ့ကိုချက်ပြီးမှထားလိုက်ရုံပါပဲအတူအရှိကတော့ကိုလိုချင်တဲ့လောက်ညှိလို့ရပါတယ်တင်းလေးဆွဲပြီးချက်ထားမယ်ဆိုရင်မြဲတယ်ပေါ့နော်ခဏခဏမပြုတ်ပါဘူးဟုတ်ဒီတိုင်းကျွန်တော်အဆင်ပြေတယ်လို့ပေါင်းတဲ့နီမို့လို့အမပါသွားရဲဆိုလို့ရှိရင်တော့ခွင့်လွတ်ပေးစီလိုပါတယ်